မင်္ဂလာပါခင်ဗျာခရီးသွားခြင်းအကြောင်းစိတ်ပွင့်စားဖွယ်ဆွေးနွေးမှုတစ်ခုပဲကြိုးဆိုရတယ်ဒီတစ်ခေါက်ကျွန်တော်တို့လက်ထဲရောက်လာတဲ့အရင်းမြစ်ကတော့လေအင်္ဂလိပ်စကားပြောနိုင်ငံတွေကိုခရီးသွားဖို့စီစဉ်နေသူတွေအတွက်တကယ်ကိုဟိုတင်းအသုံးဝင်မဲ့စောင်းငယ်လေးတစ်ခုပါ Land Hot English ကထုတ်တဲ့ Travel English ဆိုတဲ့ဟာလေးပေါ့လက်တွေ့အသုံးချလမ်းညွှန်ပိုင်းလေးတွေပေါ့ဒီစာအုပ်ကလီစိတ်ကနေဟိုတယ်ဈေးဝယ်ထွက်တာကနေစေခန်းပြတာအထိပေါ့လေခရီးသွားနဲ့ဂျုံရနိုင်တဲ့အခြေအနေမျိုးစုံတွေလိုအပ်တဲ့စကားလုံးတွေအသုံးအနှုန်းတွေကိုစုထားတာဒါပေမဲ့ဒီနေ့ကျွန်တော်တို့အဓိကဆွေးနွေးနေတာကစကားလုံးတွေစရင်ချပြတာမျိုးထက်အဲ့ဒါဒီအရေးမြစ်ထက်ကနေခရီးသွားတဲ့လောက်အငင်းနဲ့ကိုယုံကြည်မှုရှိရှိဆက်ဆံပြောဆိုနိုင်မှုအဓိကကြတဲ့နီးလန့်တွေထိုးထွင်းတိမြင်မှုတွေကိုထုံလို့ဆွေးနွေးတော့ဖို့ပါပဲဘာသာစကားခက်ခဲကိုကြော်လွှားပြီးတော့ခရီးစဉ်ကိုပို့ပြီးအသေးပဲရှိအောင်လုပ်နိုင်မဲ့အချက်တွေကိုရှာကြည့်ရတာပေါ့လေဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကလေဒီစာအုပ်က theory ချီးပဲမဟုတ်ဘူးတကယ်လက်တွေ့အခြေအနေတွေဟိုနည်းစကားပြောခန့်နမူနာတွေနဲ့ပြည့်နေတာအဲ့တော့ကြောင့်ဘလို့ချင်းနေမှာဘလို့ပြောရမလဲဆိုတာကိုပုံဖော်ကြည့်ဖို့လွယ်တယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့အဓိကအာရုံစိုက်မှာကတော့ခီးသွားတိုင်းလိုကြုံရတဲ့အရေးကြီးဆုံးအခိုက်အတန့်တွေမှာပေါ့ဘာသာစကားကိုဘလို့ထိထိရောက်သုံးမယ်ဆိုတဲ့အပိုင်းတွေပါပဲကောင်းပါပြီဒါဆိုခီးစဉ်ရဲ့အစအဲ့ဒါလက်စိမ်မှာကြုံရတဲ့အခြေအနေတွေနဲ့ဆက်လိုက်ကြအောင်စာအုပ်ထဲမှာ Mr. Fleet ဆိုတဲ့ခီးတွေလက်စိမ် check-in counter မှာ attendance နဲ့စကားပြောတဲ့ဥပမာတွေကိုပါတယ်ခင်ဗျာဒီနေရာမှာလိုအပ်တဲ့အခြေခံစကားလုံးတွေရှိတာပေါ့ passport တို့ ticket တို့လိုမျိုးပေါ့ပြီးတော့ထိုင်ခုံရွေးတဲ့အခါ window seat လား aisle seat လားမဲတာမျိုးတွေလေဒီ check-in ဖြစ်စဉ်မှာတတိထွားတင်တဲ့အဓိကအချက်နှစ်ချက်ကိုဒီဥပမာနဲ့ထုံးလို့ရတယ်ရှင်ပထမတစ်ခုကအိတ်ကိစ္စပါဟိုရင် baggage allowance ကိုမတိပဲတွားမိလို့ excess baggage charge ပေးရတော့မယ်ဆိုရင်ဘယ်လိုလုပ်မလဲဒီစာအုပ်ကပြရည်နီလန်ကအထက်ငွမရှိဘဲနဲ့ဘယ်လောက်ပေးရမလဲဘယ်မှာတွားပေးရမလဲဆိုတော့ကိုတိတိကျကျမေးတတ်မှုလို့လေဆိုတာပါပဲဒါကကြိုတင်ပြင်ဆင်မှုတဲ့အရေးပါပုံကိုပြတာထက်မမျော်လင့်တာကြုံလိုက်တော့ယုံကြည်မှုရှိဘယ်လိုဖြေရှင်းမလဲဆိုတဲ့အရေးချင်းကိုမီးမုံထိုးပြနေလာပါဒုတိယချက်ကတော့လုံခြုံရေးမေးခွန်းတွေပေါ့ Did you package your soft or has anyone interfered with your bag ဆိုတာမျိုးတွေကခရီးသည်တာဝန်ယူမှုကိုအလေးပေးမေးမြန်းတတ်တယ်ဆိုတဲ့အတိကိုပေးပါရယ်ဟုတ်ကဲ့ check in ပြီးတော့ boarding pass ရမယ်ပြီးတော့ flight information screen မှာကိုလီရင်ရဲ့ gate number ရှာရမှာပေါ့ဟုတ်ပြီလီရင်ပေါ်ရောက်သွားရင်ក៏ဘလို့အတုံးအနှုံးတွေကအရေးကြီးမလဲစာအုပ်ထဲမှာဟိုရင် flight attendant တွေရဲ့ကြီးညာချက်တွေပါတယ်လေFasten your seat belts to seats and table trays are in the upright position to turn off all personal electronic devices ဆိုတာတွေကတော့ခဏကြားရမှာပဲဟုတ်တယ် Now captain က cruising at an altitude of ဆိုတာမျိုး expecting to land ahead of schedule လို့ကြီးညာတာမျိုးတွေလည်းရှိတတ်တယ်ဒီကြီးညာချက်တွေအပြင်ကိုယ်တိုင်သုံးရနိုင်တဲ့အသုံးအနှုန်းတွေလည်းတည်ထားတယ်ရှင်ဥပမာကိုအိတ်ကို overhead locker မှာမတင်နိုင်ရင်Could you help me put this bag in the overhead locker, please? လို့အကူအညီတောင်းတာမျိုးပေါ့ဟုတ်ကဲ့ဒါမှမဟုတ် flight attendant က What would you like to drink? လို့လာမင်းညကိုချိုက်တာမှာတာမျိုးပေါ့လေ Life jacket တို့ emergency exit တို့ဘယ်မှာရှိလဲသိထားတာကလည်းအရေးကြီးပါတယ်ဒီဝါရာဒီကကိုယ့်ရဲ့တတ်တုံတတရှိမှုရောလုံခြုံရေးအတွက်ရောအရေးပါတဲ့ဆက်သွယ်ရေးကိရိယာတွေပါပဲဟုတ်ကဲ့လေစိတ်ကနေထွက်ခါနီးမှာနောက်ထပ်အရေးကြီးတဲ့အစိမ့်တစ်ခုက customs ဖြတ်ရတာပဲအကောက်ခွန်ဒီအတွက်လဲပီတာဆိုတဲ့ခရီးသည်နဲ့ customs officer တို့ရဲ့စကားပြောကနမူနာတစ်ခုစာအုပ်ထဲမှာပါပါတယ်ခင်ဗျဒီမှာယာရှိက where have you flown in from တို့ purpose of your visit တို့ how long do you plan to stay ဆိုတာတွေမေးရတယ်အရေးကြီးဆုံးမေးခွန်းတစ်ခုကတော့ have you got anything to declare ဆိုတာပဲအခွန်ဆောင်ရမယ့်ပစ္စည်းပါသလားပေါ့အဲ့ဒီ declare ဆိုတဲ့စကားလုံးရဲ့နောက်ွယ်ကအတိတ်ပဲကိုနားလည်ဖို့ကအရေးကြီးတယ်ရှင်ဒါကိုနဲ့အတူသတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့အရက်စိတ်လက်ဓမ္မမို့အခြားကန့်သက်ပစ္စည်းတွေပါမပါတရားဝင်ပြောပြရတာကိုဆိုလိုတာပါဘာလို့လဲဆိုတော့နိုင်ငံများစုမှာကိုယ်နိုင်ငံတွေကိုယူလာတဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့စီးမြင်တွေအခွန်တွေရှိလို့ပဲဟုတ်ပါပဲဒီအပေါ်မူတည်ပြီးအခွန်ဆောင်စရာပါရင် red channel နဲ့တွားရပြီးမပါရင် green channel နဲ့တွားရတယ်ဆိုတာကိုဒီစာအုပ်ကရှင်းပြထားတယ်ဒီတော့ declare လုပ်ရမလားမလုပ်ရဘူးလားဆိုတာကကိုယူလာတဲ့ပစ္စည်းနဲ့ duty free allowance ကိုတည်ထားဖို့လိုအကြောင်းပြနေတာပေါ့banned goods နဲ့ restricted goods တွေအကြောင်းကြိုတင်လေ့လာသွားတာကတော့အကောင်းဆုံးပါပဲကောင်းပြီဗျလီစကနေအောင်မျိုးစွာထွက်လာပြီဟိုတယ်ရပြီဆိုကြပါစို့ဒီမှာလည်း check in လုပ်တဲ့အခြေအနေကြုံရအောင်မယ်မလီဆာဆိုတဲ့အဲ့ဒီ check in ဝင်တဲ့စကားပြောခံနမူနာရှိတယ်
ဒီနေရာမှာခြေခံတိထားတဲ့စကားလုံးတွေကတော့ reception ဒါမှမဟုတ် front desk reservation အခန်းမျိုးစာ single room double room check in check out key card နဲ့ lift ဒါမှမဟုတ် elevator စတာတွေပဲပေါ့ ဒီမလစ်ဆာရဲ့ဥပမာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကသူ booking လုပ်ထားတာက double room for 3 nights ဖြစ်ပေမဲ့ receptionist စီမှာမှတ်ထားတာက single room for 2 nights ဖြစ်နေရပဲ အော်ဟုတ် ဒါလက်တမတကယ်ကြုံနိုင်တဲ့အခြေအနေမျိုးပါဒီကနေ့ရလိုက်တဲ့အဓိကသင်ခန်းစာကဘာလဲဆိုတော့ online မှာ booking လုပ်ထားတာဘလောက်ပဲတိကျတဲ့ထင်ထင် check in လုပ်တဲ့အခါအဓိကအချက်လက်အဲ့ဒါအခန်းအမျိုးအစားနဲ့ဒီခိုမဲ့ရက်ရေးအတွက်ကို receptionist စီမှာတိကျပြန်ပြီးအတည်ပြုဖို့လိုအပ်တယ်ဆိုတာပဲ မှန်ပါတယ်တေချာအောင်ပေါ့ တကယ်လို့မားနေခင်ရင်ဒီစာအုပ်မှာပြထားတယ်လို့ actually it was ဆိုတဲ့စကားစုလေးနဲ့ဆက်ပြီးချက်ချင်းပြင်လို့ရတယ်ဒါကကိုယ့်အခွင့်အရေးကိုကာကွယ်ဖို့အရေးကြီးတဲ့ဆက်သွယ်ရေးနည်းလမ်းတစ်ခုပဲရှင် ဟုတ်ကဲ့ ဟိုတယ်ရောက်ရင်တခြားမေးလေးရှိတဲ့မေးခွန်းတွေဖြစ်တဲ့ what time is breakfast served တို့ is there a swimming pool ဆိုတာတွေအပြင် room service wake up call စတဲ့ဝန်ဆောင်မှုတွေအကြောင်းမေးတတ်ဖို့လည်းဒီစာအုပ်ကလမ်းညွှန်ပေးထားတယ်လေ ဟုတ်ပြီဗျာဟိုတယ်မှာအခြေချပြီးဆိုတော့မြို့တယ်ရှောက်လဲဖို့စဉ်းစားရပြီတွာလာရဲ့အတွက်လန်ဒန်မှာဆိုရင် underground ဒါမှမဟုတ် tube ပေါ့တခြားမြို့တွေမှာဆိုရင် taxi bus စတာတွေတွန်းရနိုင်တယ်စာအုပ်ထဲမှာ Mirinda ဆိုတဲ့ခရီးတွားကမြေအော်ရထားဘယ်လိုစီးရမလဲမေးတာ Trish က taxi ငှားတာ Sam က bus ကားစီးတာစတဲ့ဥမာတွေပါတယ်ဒီနေရာမှာအသုံးဝင်တဲ့ဝါဟာရတွေကတော့ tube map line platform single ticket return ticket fare meter bus stop timetable စတာတွေပေါ့ ဒီတွာလာရေးနမူနာတွေကနေရနိုင်တဲ့အဓိကအချက်ကတော့ကိုယ်ပဲသွားခြင်းလေဘလို့သွားရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမေးတတ်ဖို့ပဲဥပမာမြေဝေထားအတွက် which line is it for Oxford Street လို့ do I need to change lines လို့မေးရနိုင်တယ်လေ ဟုတ်တယ် London Tube မှာဆိုရင် stand clear the doors လို့ mind the gap ဆိုတဲ့ကြီးညာချက်တွေကအရေးကြီးတယ်တက္ကစီသမားကိုဆိုရင် I need to get to the National Museum please လို့ပြောရမယ် ဟုတ်တယ် စင်ခါနီပိတ်ဆန်ရှင်းတဲ့အခါအကျွေးမလို့ချင်း keep the change လို့ပြောနိုင်တာမို့ bus ကားပေါ်မှာဆိုရင် is this the right bus for the city center လို့ could you tell me where to get off for the train station please လို့မေးနိုင်တယ်လေ တချို့ bus ကားတွေက exact change ပဲလက်ခံတာမျိုးလည်းရှိသေးတယ် ဟုတ်တယ်ဆိုတော့တေယူပို့ဆောင်ရေးတစ်ခုချင်းစီမှာသူနီးသူဟာနဲ့ဆက်သွယ်ပြောဆိုရပုံကွဲပြားနေတာကိုတွေ့ရတာပေါ့ restaurant မှာကြုံရတတ်တဲ့အခြေအနေပေါ့မေဂန်နဲ့ဘော်ဘတို့ဇနီးမောင်နှံစာဝဲထိုးနဲ့စကားပြောတဲ့ဥပမာတစ်ခုဒီစာအုပ်မှာပါတယ်အခြေခံဝါဟာရတွေဖြစ်တဲ့ menu starter main course dessert bill စတာတွေကတော့မဖြစ်မနေတည်ထားတဲ့ဓာတ်တွေပေါ့လေ ဟုတ်ကဲ့ဒီဥပမာမှာအဒီနိကကြတဲ့အပြန်အလှန်ပြောဆိုမှုတွေကိုကြည့်ရအောင်ဆိုင်ထဲဝင်ချင်း we'd like a table for 2 please လို့ပြောရမယ်စာပွဲထိုးက are you ready to order လို့မေးလာနိုင်တယ် ဟုတ် ဒီနေရာမှာစိတ်ဝင်စားစရာအချက်က steak မှာတဲ့အပိုင်းပဲစာဝဲထိုးက how would you like your steak လို့မေးရင်ကိုယ်စိတ်ကြိုက်ပြောနိုင်ဖို့လိုတယ်ဒီစာအုပ်က rare medium well done ဆိုတဲ့ရွေးချယ်စရာတွေကိုရှင်းပြထားတယ်လीအသားချက်တဲ့အရှင်းတယ်ပေါ့ ဟုတ်တယ်ဒါကကိုစားချင်တဲ့ပုံစံအတိုင်းရဖို့အတွက်ကိုယ့်ရဲ့ preference ကိုတိတိကျကျပြောပြတတ်ခြင်းရဲ့အရေးပါပုံကိုပြနေတာပေါ့ဒီလိုမပြောတတ်ရင်ကိုမကြိုက်တာစားရနိုင်တယ်ရှိလေလေ မှန်ပါတယ် စားတော့ပြီးတဲ့အခါ could we have the bill please လို့ပြောပြီးရှင်းရုံပဲ ဈေးဝယ်ထွက်တဲ့အခါကဘယ်လိုလဲDepartment store ထဲမှာ Bob ဆိုတဲ့ customer က shop assistant ကိုပစ္စည်းတွေဘယ်မှာရှိလေလိုက်မင်းနေတဲ့စကားပြောဟန်ရှိတယ်ဒီမှာ aisle escalator changing rooms receipt စတဲ့စကားလုံးတွေကအတုံးဝင်မှာပဲ ဒီဈေးဝယ်တဲ့အခန်းကနေရနိုင်တဲ့အဓိကသင်ခန်းစာကတော့ယဉ်ကျေးစွာနဲ့တိကျစွာမေးတတ်ဖို့ပါပဲဥပမာ excuse me do you know where the cereal is please ဆိုတဲ့မေးခွန်းပုံစံမျိုးပါ excuse me နဲ့ please ကိုထည့်ပေါင်းတာကယဉ်ကျေးမှုကိုပြတယ်လေ ဟုတ်ကဲ့ နောက်ပြီးကိုရှာနေတဲ့ပစ္စည်းကကိုရောက်နေတဲ့အထက်ဌာနမှာမဟုတ်တဲ့အခါ shop assistant က you have to go back to the menswear department on the 4th floor ဆိုပြီးညွှန်ပြတာမျိုးကြုံရနိုင်တယ် အော်ဒါကြောင့်သူတို့ပြောတာကိုတိကျနားထောင်ဖို့လိုအပ်ကြောင်းလည်းဒီဥပမာကပြတယ်ပစ္စည်းတစ်ခုဝယ်ပြီးမကြိုက်လို့ပြန်လဲချင်ရင် refund တောင်းတာ discount ရှိမရှိမေးတာတွေကလည်းဈေးဝယ်တဲ့အခါအသုံးဝင်တဲ့ဆက်သွယ်ရေးနီးလန်းနေပါပဲ ဟုတ်ကဲ့ခီးထွားရမြဲလဲစံပြေနေမယ်လို့တော့မဟုတ်ဘူးပေါ့လေနည်းနည်းပါးနေ့တိုင်းမကောင်းဖြစ်တာအရေးပေါ်ကြုံတာမျိုးလဲရှိနိုင်တယ်ဒီအတွက်လဲစောက်ထဲမှာစီခန်းပြတဲ့အခြေအနေကိုထည့်သွင်းဖော်ပြထားတယ်
Jack ဆိုတဲ့လူနာကဆရာဝန်ကိုသူ့ယောဂလက္ခဏာတွေပြောပြနေတာဥပမာ vomiting pain in my stomach headache စတာတွေပေါ့ ဟုတ်ပါတယ်ဒီနေရာမှာအရေးကြီးတာကကို့ဘာဖြစ်နေလဲဆိုတာကိုအခြေခံကြပြောပြနိုင်ဖို့ပဲဒါမှဆရာဝန်ကမှန်မှန်ကန်ကန်ယောဂရှာဖွေပြီးကုသမှုပေးနိုင်ပါလေ ဟုတ်ကဲ့ စောက်ထဲမှာဆရာဝန်က take your temperature drink plenty of fluids stay in bed ဆိုပြီးညွှန်ကြားတာလည်းပါတယ်နောက်ပြီး prescription chemist ဒါမှမဟုတ် pharmacy pills medicine စတဲ့စကားလုံးတွေတည်ထားဖို့လိုအပ်ကြောင်းပြထားတယ်တခြားအဖြစ်များတဲ့အခြေအနေလေးအတွက် I sprained my ankle I got stung by a bee I've got a rash on my arm စတဲ့အတုံးအနှုံးတွေကလည်းအရေးပေါ်အတွက်အလုံးအတုံးဝင်နိုင်ပါတယ်ရှင် ဟုတ်ပါပြီ ဒါရီအပြင်ပစ္စည်းအခုခံရတာမျိုးကြုံလာရင် police စခန်းမှာ I like to report a theft လို့ပြောတတ်ဖို့ည insurance claim အတွက် report form ချရတတ်တာမျိုးတွေလည်းဒီစာအုပ်ကထောက်ပြထားသေးလေဒီလိုစိတ်ဖိစီးမှုများတဲ့အခြေအနေတွေမှာတော့ရှင်းရှင်းလင်းလင်းဆက်သွယ်နိုင်ခြင်းကအရေးကြီးဆုံးပဲလေ ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာကဒီစာအုပ်ထဲမှာခရီးစဉ်စီစဉ်တဲ့အပိုင်းကိုလည်းထည့်ထားတယ်ခင်ဗျာ travel agent နဲ့ Jim ဆိုတဲ့ခီးတဲ့နဲ့စကားပြောတဲ့အခန်းပေါ့ဒီခန်းကနည်းနည်းလေးရေစရာကောင်းတယ် Jim ကပထမဆုံးပြပခီးထွက်မလို့ဒါပေမဲ့ချင်းကြောက်တယ်ပင်လယ်လိုင်းမှုတယ်ရထားမကြိုက်ဘူးဝူချောင်းမကြိုက်ဘူးဆိုတော့အကြောင်းပြချက်တွေအများကြီးနဲ့နောက်ဆုံးလန်ဒန်မှာပဲနေဖို့ဆုံးဖြတ်သွားတယ် ဟုတ်တယ်ဒီရစရာကောင်းတဲ့စကားပြောခန်းကနေလည်းခရီးသွားလုပ်ငန်းသုံးအသုံးအနှုန်းအချို့ကိုသင်ယူနိုင်တာတွေ့ရတယ်ရှင်ဥပမာ package ကြီး holiday exchange rate visa hotel အမျိုးအစားကိုဖြောပြတဲ့ BBFB စတာတွေပေါ့ B&B တို့ full board တို့ ဟုတ်ကဲ့ travel agent ကမေးတက်တဲ့ How long would you like to go for ဆိုတာမျိုး Jim ရဲ့အဖြေတွေက I'm allergic to mosquitoes ဆိုတာမျိုးဒါမှမဟုတ် off the beaten path ဆိုတဲ့အသုံးအနှုန်းမျိုးတွေကလည်းစကားပြောစွမ်းရည်ကိုမြင့်တင်ပေးနိုင်ပါတယ်ဒီ Jim ရဲ့ဇာတ်လမ်းကနေတခါလေကိုဘာမကြိုက်ဘူးလဲဆိုတာကိုပြောပြခြင်းအပြင်လဲကိုတကယ်ဘာလို့ခြင်းလဲဆိုတာကိုရှာတွေ့နိုင်တယ်ဆိုတဲ့အချက်ကိုတွယ်ဝိုက်ပြီးပြနေတယ်လို့ပဲနော် ဟုတ်တယ်ဒီစာအုပ်ကဟာတာဆန်တဲ့အပိုင်းတွေအကြောင်းဆက်ပြောရရင် useful travel expressions ဆိုတဲ့အခန်းမှာနမူနာတချို့တွေ့တယ်ခင်ဗျာ hotel ဆိုင်ဖို့တစ်ခုမှာ welcome tourists we speak english good လို့စာလုံးပေါင်းမှာရေးထားတာမျိုး Oh လီယံပေါ်မှာ if you need to smoke please step outside ဆိုတာမျိုးလီယံပေါ်မှာအပြင်းထွက်လို့မရတာ ဟုတ်ပါ taxi ပေါ်ကဆိုင်ပုံမှာ please tip generously or I might drive off with your bag ဆိုတာမျိုးတွေပေါ့ trinkelt များပြီးမဟုတ်ရင်အိတ်နဲ့မောင်းထွက်သွားမယ်ဆိုတာမျိုးဒါတွေကတော့တကယ်ရှိချင်မှရှိမှာပါ ဟုတ်ကဲ့ဒါတွေကတော့စာအုပ်ကိုပို့ပြီးဖတ်လို့ကောင်းအောင်ထည့်ထားတဲ့ဟာတာအစာအနလေးတွေဖြစ်မှာပါဒါပေမဲ့သူတို့ကဘာသာစကားအခက်ခဲတွေကြားထဲမှာတော့ဟာတာကိုရှာတွေ့နိုင်တယ်ဒါမှမဟုတ်ဘာသာပြန်မိုင်းရွေးမှုတွေကဘလို့ရေးစရာကောင်းနိုင်တယ်ဆိုတော့ကိုပြနေတယ်လို့ပဲလी ဟုတ်တယ် နောက်တစ်ခု rock band တစ်ခု business trip ထွက်တဲ့စကားပြောခန်းမှာ hotel ခန်းဖြစ်စီမယ်လေရင်ပေါ်မှာရန်လို့မယ်ဆိုပြီးကြိုတင်ကြံစီနေကြတာကတော့တော်တော်လွန်ခဲ့တဲ့ဥပမာပေါ့ ဟုတ်ပါ ဒါမဲ့အလုံးခြုံကြည့်လိုက်ရင်ဒီအရင်မြစ်ကခီးသွွားတွေအတွက်အခြေခံအင်္ဂလိပ်စကားပြောစွမ်းရည်ကိုမြင့်တင်ပေးဖို့တကယ်ကိုလက်တွေ့ကြပြီးအသုံးဝင်တဲ့လမ်းညွှန်တစ်ခုဖြစ်တယ်ဆိုတာငင်းလို့မရပါဘူးရှင်အဓိကကတော့ဒီထက်ကဝေါ်ဟာရတွေအသုံးအနှုန်းတွေနမူနာစကားပြောခန်းတွေကိုကိုယ့်ရဲ့ခီးသွွားတွေ့ကြုံကိုပိုကောင်းအောင်ဘလို့တုံးချမလဲဆိုတာပါပဲ ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့ travel English song ငယ်လေးတွေကအဓိကအချက်အလက်တွေနဲ့ထိုးထွင်းသိမြင်မှုတွေကအင်္ဂလိပ်စကားပြောနိုင်ငံတွေကိုခီးသွွားဖို့စဉ်းစားနေသူတွေအတွက်တကယ်ကိုအထောက်အကူပြုလိမ့်မယ်လို့မျိုးလင်းပါတယ်ခင်ဗျာလေးစိတ် check-in ကနေစားတော့ဆိုင်မှာမာစားတာအထိအချိန်တွေမျိုးမှာတုံးနိုင်မဲ့အခြေခံကြတဲ့စက်တွေရည်နီးနှန်းတွေကိုတည်ထားခြင်းအပြင်ခီးသွွားရတာပိုပြီးချုံးမွေစေုံတမကကိုယ့်ကိုယ်ယုံကြည်မှုလည်းအများကြီးပိုတိုးစေမှာပါ သိချပါတယ်ရှင်ဘာသာစကားဆိုတာစစ်တွေဖို့ကိရိယာတစ်ခုတတ်မဟုတ်ပါဘူးအဲ့ဒါကယဉ်ကျေးမှုတစ်ခုကိုနားလည်ဖို့တကားပေါက်တစ်ခုလည်းဖြစ်တယ်လေဒေတာကန်နေနဲ့အနှန်းငယ်ဖြစ်သူတို့ဘာသာစကားနဲ့ပြောဆိုဆက်ဆက်နိုင်တာကခရီးစဉ်တစ်ခုလုံးရဲ့အရသာကိုပြောင်းလဲစေနိုင်မှာပါ ဟုတ်ကဲ့ ဒီလိုအခြေခံအသုံးနှုန်းလေးတွေကိုကြိုတင်ပြင်ဆင်သွားရုံနဲ့ကိုယ့်ရဲ့ခရီးသွားအတွေ့အကြုံကပိုပြီးနှက်ဆိုင်ပြီးအမတ်တရဖြစ်စရာတွေပြည့်နေမှာပါ ဒီဆွေးနွေးမှုရဲ့အဆုံးမှာစဉ်းစားစရာလေးတစ်ခုထားခဲ့ချင်ပါတယ်ခင်ဗျာခရီးတွေထွက်တဲ့အခါဘာသာစကားအခက်အခဲကြောင့်ကိုတကယ်မေးချင်တဲ့မေးခွန်းတွေတကယ်တီးချင်တဲ့အကြောင်းအရာတွေတ
ဒါမှမဟုတ်ဒီတဲ့ခံတယောက်နဲ့စကားစမြင်ပြောချင်စိတ်တွေကိုဘယ်နှခါလုံးမျိုးတစ်ခဲ့ဘူးပါလေအခုလိုအခြေခံကြတဲ့စကားစုလေးတွေဆက်သွယ်ရေးနီလန်းတွေကိုကြိုတင်လက်နက်တက်ဆင်သွားခြင်းကကိုယ့်ရဲ့နောင်လာမယ့်ခေးစဉ်တွေကိုဘလောက်အထိပိုမိုပြည့်စုံကျွယ်ဝပြီးစိတ်လှုပ်ရှားစရာကောင်းအောင်ဖြောင်းလဲပေးနိုင်မလဲဆိုတာကိုဆက်ပြီးတွေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်